ဒီနေ့ကတော့ Premier League Club Aston Villa အသင်းနဲ့ ထိုင်းကလပ် BG ပတ်သုံးတို့ရဲ့ရာသီကြိုခြေစမ်းပွဲလေးကိုတွားကြည့်ပြခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။မန်ယူဖန်ဖြစ်တဲ့အတွက်ကြောင့်မလို့မန်ယူကစားသမားဟောင်း2ယောက်ပါလို့တွားကြည့်ပြခဲ့တာလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ player တွေ warm up လုပ်ဖို့ကွင်းထဲကိုဝင်လာပြီပဲဖြစ်ပါတယ်။ဒါကတော့တချိန်က United အချစ်တော်က Garnacho နဲ့ Lindelof တို့ warm up လုပ်နေရပဲဖြစ်ပါတယ်။ဆိုတော့သူတို့ကိုကြည့်ကျင်လို့လည်းပါတယ်ပေါ့နော်။အခုဆိုရင်ကွင်းထဲကစားသမားတွေစတင်ဝင်ရောက်လာပြီဒီနေ့ပွဲမှာခြေသွမ်းတော်တော်ကောင်းတာကတော့ဒီပွန်ဒီယာလို့ပြောရမယ်ပွန်ဒီယာတို့ကစားလာတာတော်တော်ကောင်းတယ်ပထမပိုင်းမှာဆိုရင်တို့ရဲ့ right wing ကတော်တော်လေးကောင်းပြီးတော့အတန်ဆုံးလို့ပြောရမှာတော့ကျွန်တော်တို့ကစားသမားဟောင်း Lindelof ရဲ့ကောင်းတဲ့သွင်းကိုမျက်ဝန်းထင်နေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ခနာချူကတော့ပထမပိုင်းမှာတင် injury ထိသွားလို့လူစားလဲလဲရတယ်ပေါ့နော် Lindelof ကိုလည်းပထမပိုင်းတစ်ပိုင်းပဲကစားခိုင်းပြီးတော့ဒုတိယပိုင်းမှာ Portores နဲ့လူစားလဲလိုက်တော့ကျွန်တော်တစ်ပိုင်းပဲကြီးခဲ့ရတယ်ပေါ့နော်သူ့ရဲ့ကောင်းတဲ့သွင်းကိုကတော့တော်တော်လေးကိုလှတယ်ပွဲလက်မှတ်စည်းကြီးပေမဲ့လည်း Aston Villa ကစားသမားတွေနဲ့သူ့ရဲ့မခုမကက်ကစားတဲ့ကစားပုံကိုမျက်ဝါးထင်နေတွေးလိုက်တဲ့ကြောင့်မို့ဒါတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်တန်ယုံမင်းကတော့မကစားလိုက်ရဘူးပေါ့နော်ဒါပေမဲ့သူကလိုက်ပြီးနှုတ်ဆက်တက်ပွင့်ရပေးပါတယ်